bluff level ပြသွားတယ် bluff ဒီ bluff နော်စော့မှာရှိပါတယ်ရင်းတော့တစ်ခါစော့ဦးတယ်ဒါကြတော့ရင်းတော့ကျွန်တော်စော့ဦးတယ်ပေါ့ level ရဲ့တစ်ထောင် what the fuck please အော် please လို့မြင် please ကျွန်တော်ရဲ့ကောင်တွေသွားပြီဒီကောင် quest လောက်အောင်ပါနော်အရင်တော့ကျွန်တော် level 1000ဖြစ်ဘူးလေဒီ2မှာပေါ့နော် level 1000ဒါကျွန်တော် level 900ပြည့်သွားလို့ရှိရင်ကျွန်တော်တို့ပါလေ emerald ပါလေ marine emerald ဟိုအာရူကီဂျီနဲ့ချမှာပေါ့နော်နောက်ဆုံးချလို့ရှိရင်ကျွန်တော်ဟို frozen belly အောက်ကကွီးရဲ့တိုင်ကူလေးတဲ့အဲ့ဒါတစ်သားကြီးထည့်ထားတဲ့ဟာကိုကျွန်တော်တို့နော်အဲ့တူပေးတဲ့တော့နဲ့ကျွန်တော်ဖြင့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့marine emerald အာရူကီဂျီကိုကျွန်တော်သွားချမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ block food ပေါ့နော် block food ကျွန်တော်အပိုင်းပိုင်းကြီးကျွန်တော်ထည့်ပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်တော့လည်းကျွန်တော်ဘုံ fruit ရှိတယ်ဒါပေမဲ့ခုဘုံ fruit တွေပဲလာတယ်လာကျွန်တော်ကဒီဘက်လာမှာကျွန်တော်ဖုံးတစ်ပြီးမှာlet's go ပြီးမှာ please food please food please呀哎别你抽完了呀哎别你我抽完了please 不要玩嘞我能被我了我抓了不过我能被我please food please pay food please food to mà chị nè we want Sasne lo Sunny X yo tro chen mili le be dio mili sa mili le be dio đây là tất cả tên tất cả không có cười rồi đi tạo số của lê bê còn có bạn này là thằng ra đây mà thằng có thằng ra bị heo gì heo người ta thằng ra nó mẹ à katana bị rồi katana bị rồi nhỉ yes cái katana ya katana that's too good Jara Celeste Taka Sally Trula la la Garama and tum Really got Suli con này nãy mà làm Millie so you know sauce này sauce với nó đi về tiếng rồi ya sauce thì yên tem fruit là sauce của việc mà của chay rồi sauce thì nó you know sauce wow bà lệ
ဒါစီအိုက်ဖြစ်ခဲ့ရပါတော့ဒီတော့ကျွန်တော်စောဘယ်ဟိုမှရှင်လို့မရဘူးဒီရဆောင်းဒီရဟိုမှာဟိုစောကိုင်တက်တာကြားတယ်အမှဟာလေဘယ်ကောင်လည်းမသိဘူး V2 မှာ V2 လေဟိုပန်းဝင်နေရကြီးလေတည်ရမှာကျွန်တော်နာမည်မေ့အဲ့ပွဲမင်းနေရကြီး boss ကိုချိုက်တာအဲ့ boss ကဓာကြီးရပါအဲ့ဘေးကဘယ်သူလဲမသိဘူးလောကဒီတားနေလေသူတို့ဟိုအပေါ်ကနေပြောဟိုအုတ်ကာခဲတွေလေတိုက်ချတာလေသူဆွမ်းရိုင်းနေပြဒုံဒုံဒုံဆိုအဲ့ကောင်မနေချလိုက်ရတယ်ငါမပြီးတော့ပြောငါမဟိုအဲ့ကျုံးပြောငါစုံပြီးကျုံးရောက်ပါအဲ့စုံပြီးကျုံးကငါခါတယ်တော်လေငါကိုလေဟိုကျွန်တော်ကိုပေါ့နော်ကျွန်တော်ကိုလေးဆိုကျွန်တော် rate လုပ်မယ်ဆိုပြီးကျွန်တော် level သိမရသေးဘူးနော်ကိုက rate လုပ်မယ်ဆိုပြီးတော့ okay ကိုကြီးကျွန်တော် rate လုပ်မယ်ဆိုပြီးကျွန်တော်သွားလို့တယ်ကျွန်တော်နိုင်လဲနိုင်ကျွန်တော်ဟိုရောက်လာဘာလို့မသိကျွန်တော်နာမည်မိသွားအဲ့ရလေကျွန်တော် 5C style နေဝေးတာဒီမှာအဲ့ဒါကို 5C အဲ့ဒါတွေ 5D style အဲ့ဒါနေဝေးရလေအဲ့ကျွန်တော်ဝေးတော့တခါလေးလမ်းနေကျင်းတယ်5D style ပူကျဲ5D style ညင်တော့ဗုဒ္ဓကြီးစားမလဲရောက်ရင်တော့ဗုဒ္ဓကြီးကုတ်စားပြီးလေတော့ဟိုပဲတခါကြီးကြောက်တော့ကြောက်တယ်ကျွန်တော်ဗုဒ္ဓလည်းစားဘူးလေအဲ့ဗုဒ္ဓနဲ့လေကျွန်တော်မီလီကိုတင်တာနော်ဗုဒ္ဓကိုကျွန်တော် sauce နဲ့လည်းချရတယ်မီလီနဲ့လည်းချရတယ်fruit နဲ့လည်းချရတယ်ဒါပေမဲ့ကျွန်တော်မီလီကိုချတယ်ဗုဒ္ဓကန်ကျွန်တော်လက်တီးနဲ့ထိုးဘူးကျွန်တော်မီလီတော့ဟိုဘာလဲဝတ်တာကွန်ဖူဂျင်ဘေးရှက်တင်ထားတာပတ်စံ9သိန်းတော့နော်ခုစေရထောင်တောင်းတိတ်9သိန်းဟုတ်တယ်9သိန်းအောင်ပြီးရရခင်ဝါနော်မင်း3သိန်းတော့မနေစုရတာငါမှ9သိန်းတော့ပြီးလေတော့ဘာတကလည်းမွေးကျင်သွားငါ fruit ဖောက်ဖို့တော့ပတ်စံမရှိတော့ဘူးအဲ့တော့တော်ဒီ rocket က hello rocket က9တောင်နေrocket က9တောင်rocket က9တောင်through Patro badala la liri jatung saku bonita liri jatung saku bonita okay level 10 ရောက်သွားပြီ level 10ရောက်ရင်ဂျန်ဂေသွားမယ်ဂျန်ဂေစီကူရokay မဂျန်ဂေတွေ့ရရ live စားတာပြန်ပြီးတော့ကျွန်တော်အကောင့်ပြင်ပြရင်းတော့လေတော့ဝိုင်းကြီးရနေဆော့ပြရဲဒါမှအဲ့အကောင့်ကလေးမမိသေးတာကျွန်တော်တော့တိတ်မမိတော့ကျွန်တော်မမိရပြောနော်အဲ့အောင်ဖုံးမြ gaming channel မှာလေကျွန်တော်အဲ့အောင်ဖုံးမြ gaming channel နော်အဲ့ဒီမိုဘိုင်းဆိုတဲ့ channel ပေါ့နော်နာမည်ကတော့အောင်ဖုံးမြပေါ့အဲ့ဒီမိုဘိုင်းဆိုတဲ့ channel ကနေပြီးကျွန်တော်အဲ့ကောင်ကျက်သွားတာကြောင့်မလို့အဲ့ကောင်မှာကျွန်တော်ဘိုက်တင်ထားလဲဆိုတော့6ရဲ့ freestyle နေပြီနော်ကျွန်တော်တီးတဲ့လောက်လေးကျွန်တော်တင်ပြီးရတယ်6 freestyle နေရောကျွန်တော်တီးတဲ့လောက်တင်ပြီးရပါတော့နော် view ကလည်းဟိုဒီဘက် what the fuck ဒီဘက်တယ်မဖြစ်တင် okay ကျွန်တော်မကီတာOkay ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲကြည့်ရှုပေးအားလုံးကျေးဇူးတင်ပါတယ် Okay ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲကြည့်ရှုပေးအားလုံးကျေးဇူး Okay ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲရှုဟုတ်ပြီငါဒါခုလို့လုပ်ချင်Okay ကျွန်တော်လမ်းဆော့ဝိုင်းဆိုကျွန်တော်ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲကြည့်ရှုပေးအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲပါပါတာ Ta-da!